โอเคပထမအောင်ဆုံးဒီနေ့ကကြတော့ဟန်ဂျာပေါ့နော်ဟန်ဂျာနဲ့ပတ်သက်ပြီးတော့နောက်ထပ်ရောက်တဲ့ရရာလေးပေါ့နော်ထပ်ပြီးတော့တင်သွားပေးမယ်အဲ့တော့ဟန်ဂျာကဘာလဲဆိုပြီးတော့မေးတဲ့သူရှိတယ်ပေါ့နော်အဲ့တော့ဟန်ဂျာကကြတော့အမတို့ပဲရလဲဆိုတော့တရုတ်ကနေဆင်းသက်လာတဲ့ character လေးတွေပေါ့နော်စကားလုံးလေးတွေကိုပြောလို့ရတယ်အဲ့တော့ဒီဂျပန်မှာဆိုလဲရှိတယ်ပေါ့နော်ခန်ဂျီဆိုပြီးတော့ရှိတယ်မလားအဲ့ဒါဆိုတရုတ် character လေးကိုယူသုံးတာပေါ့နော်အဲ့ဒီမှာအမတို့ကိုရီးယားဘာသာစကားမှာကန်ကောင်းသွားတာကကြတော့ဒီ Chinese character တွေကိုcharacter လိုက်ကွာအောင်မှာဒီလိုမျိုးတွေပါတယ်ယူပြီးတော့ရေးတာမျိုးမဟုတ်တော့ဘဲနဲ့ကွယ်เนาะရေးတာမျိုးမဟုတ်တော့ဘဲနဲ့သူကဒီ hangul ပေါ့เนาะကိုရီးယားစကားလုံးတွေကိုတီထွင်ပြီးတဲ့နောက်မှာပေါ့เนาะတီထွင်ပြီးတဲ့နောက်မှာအမတို့ကဒီ hangul တွေနဲ့ပဲဒီ hanja လေးတွေကိုရေးတော့တာပေါ့เนาะအဲ့တော့ဒါလေးကတော့အမတို့ဘာလဲဆိုတော့ဘယ်လိုပြောမလဲအားတာသွားတယ်ပေါ့เนาะမှတ်လို့အလွယ်သွားတယ်ခန့်ကြီးတွေပါအဲ့လိုမျိုးကြီးပေါ့เนาะဂျပန်စာလိုမျိုးတီးတက်ထပ်ပြီးချက်စရာမလိုအမတို့ hangul နဲ့ပဲချက်လို့ရတယ်ပေါ့เนาะအဲ့တော့ဒီ hanja လေးတွေကိုသိရင်ဘာကောင်းလဲဆိုတော့ဝေါ်ဟာတာလေးတွေပွားတတ်တယ်ပြီးသွားတဲ့ခါကျရင်အမြင့်သုံးတွေအရင်တော့အသုံးတွေတို့သတင်းစာတွေတို့ပေါ့နော်အဓိကအဖြစ်သတင်းစာတွေတို့အဲ့လိုကြော်ညာတွေတို့အဲ့မှာသုံးတဲ့စကားလုံးလေးတွေကိုသိတယ်လို့ပြောလို့ရတယ်เนาะအဲ့လိုသိတယ်လို့ပြောလို့ရအဲ့လိုဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဥမာအရင်ဆုံးကျော်တော်မွေဒီအတိများတဲ့စကားအနေနဲ့ပြောရမယ်ဆိုရင်အမားတို့မွေးဆိုတာရှိတယ်ဟုတ်တယ်မလားမွေးဆိုတာကရေဒါဆိုရင်เนาะအဲ့ဒါလေးကိုမှသူ့မှာဟန်ဂျာပါရှိတယ်ပေါ့နော်ဟန်ဂျာအနေနဲ့ကြာတော့အမတို့ကဆူဆိုပြီးတော့ပြောတယ်အဲ့ဆိုတော့နှစ်ခုစလုံးကတော့ဗာပဲလေရှေပဲဒါဆိုရင်ဒီဘက်ကကြာဘာဖြစ်သွားတာလဲဟန်ဂျာလေးဖြစ်သွားတာဟန်ဂျာလေးကိုဗာနဲ့ရေးထားတာလဲဟန်ဂယ်ကိုရီးယားစကားလုံးလေးနဲ့ရေးထားတာဗာလဲဒီဗာလဲခန်ဂျီဆိုရင်ဒီလိုမီဇုရှေဆိုပြီးရှေအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဆိုရင်ဒီနေ့မှာတော့အဲ့ဟန်ဂျာလေးတွေเนาะအဲ့တော့အမားတို့တီးခဲ့တဲ့မူလ်ရေဆိုရင်ဘာဖြစ်မလဲဆူအဲ့တော့ရေနောက်တစ်ခုကအမားတို့ဒီဘူလ်ရှိမယ်ပေါ့နော်အဲ့တော့ဘူလ်နော်ဘူလ်နော်ဘူလ်မီပေါ့နော်အဲ့ဒါဆိုရင်ဘာလုပ်မှာလဲဟွာနော်ဟုတ်ပြီနော်ဟွာအဲ့တော့ဟွာနောက်တစ်ခုကကြတော့ဟွာမှာကနောက်တစ်ခုရှိသေးတယ်ဗာလဲဆိုတော့ပန်းဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်ပြီးသွားတဲ့ခါကျရင်အမတို့ဒီဗကြီးဆိုတဲ့အဓိပ္ပာယ်မျိုးလေးရှိတယ်ဒီလိုမျိုးအဲ့တော့သူ့မှာဘာလေးတွေလည်းရှိတတ်သေးတယ်အပွားလေးတွေလည်းရှိတတ်သေးတယ်ဆိုတာသိရမယ်နော်အဲ့တော့ဒီမှာဆိုရင်ပန်းဆိုရင်တော့ဗာလဲကိုဒီလိုမျိုးပေါ့နော်အဲ့တော့ဗကြီးဆိုရင်တော့ဗာဖြစ်သွားမှာလဲဂရီအဲ့ဆိုရင်နှလုံးရမယ်နော်နှလုံးရမယ်နောက်တစ်ခုကကြတော့အမတို့ဒီပေါ့နော်လေရှိမယ်လေပေါ့နော်မီးရေလေပေါ့နော်အဲ့တော့ဂီဆိုတဲ့ဟာလေးရှိမယ်နော်ဂီဒါလေးကဟန်ဂျာပေါ့နော်ဟန်ဂျာအနေနဲ့ကတော့ဂီဖြစ်ပြီးတော့ဒီကိုရီးယားစကားအနေနဲ့ဆိုရင်ကြတော့ဂုံဂီလေနော်လေရှိမယ်အဲ့တော့ဆူဟွာဂီရှိသွားပြီနော်ဆူဟွာဂီဒီလိုမျိုးရှိမယ်နော်အဲ့ဒါဆိုရင်နောက်တစ်ခုကဘာတင်ကောင်းမလဲမြေကိုတင်လိုက်မယ်နော်မြေတင်လိုက်မယ်မြေဆိုတော့အမားတို့ကဒီကိုရီးယားစကားမှာဆိုရင်တော့တန်ပေါ့နော်မြေအဲ့တော့ဒီဟန်ဂျာလေးမှာဆိုရင်တော့ထိုဟုတ်ပြီနော်အဲ့တော့မီရေလေမြေမြေပြီးတော့မြေကနောက်တစ်ခုထပ်ရှိရသေးတယ်ထို့အပြင်မှာအမတို့ဂျီဆိုပြီးတော့လည်းရှိမယ်အဲ့တော့ဂျီရှိမယ်ပြီးတော့ဗာလေးရှိမယ်လဲထို့ရှိမယ်နှစ်ခုရှိမယ်ပေါ့နော်အဲ့ဒါလေးကနှစ်ခုရှိတယ်အဲ့တော့ထို့ရဲ့ဂျီရဲ့မြေပေါ့နော်မြေပြီးတော့တဲ့ခါကျရင်ဗာတင်ပေးရမလဲမိုးပေါ့နော်မိုးရဲ့နှင်းရဲ့ကိုဒီမှာထပ်တင်ပေးမယ်နော်မိုးရဲ့နှင်းရဲ့မိုးဆိုတော့အမတို့ကဒီနေရာမှာကဥလို့ခေါ်တယ်နော်ဥဟန်ဂျာမှာဘယ်လိုခေါ်လဲဥတော့ကိုရီးယားစကားလုံးလေးနဲ့စာကြတော့ဘာဖြစ်မှာလဲဘီမိုးဟုတ်တယ်မလားနော်ဘီတောင်ဖြစ်ကုန်နော်နောက်တစ်ခုကじゃနှင်းရှိမယ်နှင်းနော်နှင်းအဲ့တော့ဒီဟန်ဂျာအနေနဲ့ကကြတော့ sol လို့ခေါ်တယ်နော် sol ဒီမှာကိုရီးယားစကားလုံးလေးအနေနဲ့ကကြတော့နင်းဒါဆိုရင်ဒါလေးရင်ဟုတ်ပြီနော်ကဲအဲ့တော့ပြန်ပြီးတော့အဆုံးသတ်မယ်ဆိုရင်ဆူမူလ်ပြီနော်ဟွာဒီနေရာမှာတော့ဘူးလို့ပဲပြောလိုက်တော့မယ်နော်ဘူးဂီဂုံဂီလေထိုးဒါမှမဟုတ်ရင်ဂျီတန်းမြေဥ
비 모 설 알로 말래 는နင်းဆိုတဲ့အဓိပ္ပာယ်เนาะနင်းဆိုတဲ့အဓိပ္ပာယ်အဲ့တော့နောက်ဆုံးဒါလေးရပြီဆိုတော့နောက်ဆုံးအနေနဲ့ကတော့တစ်ခုထပ်တင်လိုက်ပါမယ်နောက်ဆုံးအနေနဲ့ကကြတော့ဖုန်းဆိုတဲ့ဟာတင်လိုက်ပါမယ်ဖုန်းเนาะဒီနေရာမှာဖုန်းဆိုတာကတော့ဘာရမ်လေဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ဗာလေလေအဲ့ဆိုရောတော့ဒီစကားလုံးလေးတွေကိုမှတ်သားပါ။수물화불기공기토지땅우비설는풍바람အဲ့တော့နောက်ဗီဒီယိုမှာဒါလေးတွေကိုပွားပြပေးမယ်။ဟုတ်ပြီနော်။အဲ့ဆိုရင်ဒီဟာလေးရမယ်နော်။